ဒီရဲ့ကြတော့ကျွန်တော်တို့ဟိုပုံတောင်းမှဖြစ်ပါတယ်ဒါပေမဲ့ဟိုပုံ10တော့မဟုတ်ဗျကျွန်တော်လည်းမသိအဲ့နေရတော့ကျွန်တော်ဦးလေးတို့ခေါ်ပါဗောနော်ဟိုပုံတော့ဟိုပုံမှာပဲဒါပေမဲ့ဟိုပုံ10မဟုတ်တာတော့တေးချတယ်ဗျသိရမလားသူတို့ပြောရတော့ဟိုတက်ရဲ့ဘေးနားမှာစစ်တက်ရဲ့ဘေးနားမှာလို့တော့ပြောတာပဲဘယ်နေရာလေးလဲတော့ဘယ်နေရာလဲတော့မသိဘူးကျွန်တော်လည်းသူလိုက်ကြည့်လိုက်အောင် let's go ဟိုပုံမိန်လမကြီးအထွက်ပေါ့ဒီမှာရွှေကဘာဆိုတဲ့ကုံစုံဆိုင်ရှိရဗျအရွှေကဘာကုံစုံဆိုင်တွေ့ရင်ဒီညာဘက်ပေါ့နော်ညာဘက်ကိုတန်တန်လေးချူသွားမှာဖြစ်ပါတယ်ဒါတော့တပ်ပိုင်မြေလို့တော့ပြောတာပဲဗျဒီတန်တန်လေးချူသွားကြရင်ဒီအစုံမှာပေါ့နော်ဒီတက်ရဲ့တကားအနီအောင်လေးရှိရဗျအဲ့တကားအနီအောင်ထဲဝင်သွားရင်နည်းနည်းပဲထပ်သွားရတယ်ဗျအမှနည်းနည်းထပ်သွားလိုက်ပြီဆိုရင်ရောက်ပါပြီဒါတော့ဟိုပုံကြီးထွက်ပေါ့နော်လူတွေဒီနေခါမဟုတ်နော်တိတ်မတိဘူးပေါ့နော်ဒီနေ့ဟာကြောင့်ကျွန်တော်ဦးလေးသူရေတော့ချိုးတော့ကျွန်တော်ခေါ်ရတာဖြစ်ပါတယ်ကျွန်တော်ကလည်းဒါ first time ပေါ့နော် first time ရောက်ဘူးတာပါဟိုပုံရောက်ရင်ကျွန်တော်ဟိုပုံဆယ်သွားတယ်ဟိုပုံနာကရေထွက်မှရေချိုးတယ်ဒါပဲရှိတာပေါ့နော်ဒီကောင်ကကျွန်တော်လူတိတ်မတိဘူးပေါ့နော်သူနေခါမဟုတ်နော်လူတိတ်မတိဘူးပေါ့ကျွန်တော်တို့ဒီမှာသွားပြီးကြရင်မုံတွေဝယ်လာပြီးစားလဲရပါတယ်သူကတော့ရေကန်တော့တားမကျဲဘူးဗျရေထွားတော့တားမကျဲဘူးနော်ကျဲတယ်ဒါပေမဲ့သူကကန့်တက်ထားတယ်ဗျချိုးလို့ရတဲ့နေရာနဲ့ချိုးလို့မရတဲ့နေရာဆိုမှနဲ့နေရာကန့်တက်ထားပါတယ်အခုကျွန်တော်ပြတဲ့နေရာကကျတော့ချိုးလို့မရဘူးနော်သူကကန့်တက်ထားတာဒီရေတွေကကျတော့တောက်လို့ရမယ်ရေလာခတ်လို့ရမယ်ဗျပြီးရင်ဒီထဲမှာဝင်ချိုးလို့မရဘူးနော်ကျွန်တော်ကတော့ရရောက်ချင်းရေတမ်းချိုးပါအောင်ရေတမ်းမကူပါအောင်ကျွန်တော်ကတော့ဒီပတ်ဝန်းကျင်တွေကိုလေးလာတာပေါ့နော်စူဆန်လေးလာဆက်စုတာပေါ့နော်ဒီနေရာလေးလာမလားဆိုကျွန်တော်ရှောက်ရိုက်ဗီဒီယိုတွေရိုက်ပုံတွေရိုက်ပြီးမှပဲကျွန်တော်လှုပ်ရှားရှိရလှုပ်တယ်ရေကူးစရာရှိရကူးတာပေါ့ဒါကကျတော့ရေထွက်လေးဖြစ်ပါတယ်ဒီရေထွက်ကကျတော့ရေလာချိုးလို့မရဘူးငါးလာဖမ်းလို့မရဘူးဗျဒီနေခံကတတ်မှတ်ထားပါတယ်ထင်တယ်ဗျဒီပေါ်ဖက်မှာကကျတော့ဘယ်သူမှရုပ်လာလုံးတဲ့လူမရှိပါဘူးဒီကျွန်တော်ရဲ့ညာဖက်ချမ်းမှာကကျတော့ရေကူးလို့ရတဲ့နေရာပေါ့နော်ဒါကကျတော့အပေါ်ဖက်ချမ်းပဲပြောမလားမသိဘူးဗျဒါတော့ရေထွက်လေးဖြစ်ပါတယ်ကျွန်တော်ကတော့ရှောက်သွားကြည့်တာပေါ့နော်တကယ်စိတ်လန်းစုပ်ပြေးနေရပဲဗျအခုကျွန်တော်ရိုက်ပြတဲ့ရေကန်ကကျတော့ဒီအောက်မှာပေါ့နော်အဲ့ဒါတော့ချိုးလို့ရတဲ့ရေကန်ဖြစ်ပါတယ်ဒါကကျတော့ကျွန်တော်ရောက်နေတာပေါ့နော်ရေထွက်နဲ့ချိုးလို့ရတဲ့ရေကန်အဆက်ကြောင်ရောက်နေတာဖြစ်ပါတယ်ရေထွက်နဲ့ရေကူးကန်အဆက်ကြားလဲပြီးပြီဆိုတော့အခုကကျတော့ဒီရေထွက်အပေါ်ဖက်ချမ်းမှာနော် CD တည်ထားတဲ့နေရာကိုတော့လဲကြည့်မှာဖြစ်ပါတယ်ဒီမှာကျွန်တော်ရိုက်ပြထားတာမြင်တွေ့ရတဲ့အတိုင်းပဲဗျစိန်လန်းစုပြေတယ်ဖယားစင်တူတော်တွေရှိတယ် CD တွေရှိရပါတော့ဒီနေရာကတော့ရောက်ဝိုင်းတကယ်စိတ်အေးချမ်းတယ်ဗျစိန်လန်းစုပြေနေရပဲတကယ်စိန်လန်းစုပြေရဗျပြီးရင်ကျွန်တော်ရှိမှမြင်တွေ့နေရကကျတော့သူကတစ်ပင်ပေါ့နော်တစ်ပင်သူကငကားပုံစံဖြစ်နေရဗျငကားလိုပုံစံပေါ့နော်အဲကြောင့်မို့သူတို့ကငကားအမောက်ကိုလာဆောင်းနာပေးတာဖြစ်ပါတယ်ဒီငကားပေးမှခါကျတော့ CD ပေါ့နော်ဒီမှာကျတော့ရေချိုးလို့မရဘူးငါးလေးလာဖမ်းလို့မရဘူးနော်သူတို့အဲ့လိုကန့်တက်ထားတာဖြစ်ပါတယ်ကျွန်တော်အရှိမရိုက်ကူပြထားတဲ့မြင်တွေ့နေရတဲ့နေရာကကျတော့ရေကူးတဲ့နေရာဖြစ်ပါတယ်ဂျာမမရွေးလူမျိုးမရွေးလာကူလို့ရပါတယ်ဒီနေရာကူးမဲ့ဆိုရင်သူကတော့ကန့်တက်ချိန်တစ်ချိန်တော့ရှိရဗျ3နိုင်ကနေ4နိုင်ခွဲကကျတော့တန်ကာတော့ရေချိုးချိန်ဖြစ်တဲ့အတွက်ကျွန်တော်တို့လူပုဂ္ဂိုလ်တွေကချိုးတဲ့ချိန်ကိုခဏရက်ရပါမယ်တန်ကာတွေချိုးပြီးမှပဲကျွန်တော်တို့လူပုဂ္ဂိုလ်တွေကပြန်ချိုးရမှာဖြစ်ပါတယ်အခုကျွန်တော်ရိုက်ပြနေရတော့ဒီရေထွက်ဝင်းထဲကရေထွက်လေးပေါ့နော်ရေထွက်တွေကတော့နေရာအများကြီးထွက်တယ်ဗျဒါပေမဲ့နေရာအများကြီးထွက်ပေမဲ့လူတော်များများကထွက်တဲ့နေရာတိုင်းရေလာမစောကြဘူးရေလာမချိုးကြဘူးပေါ့နော်ကျွန်တော်အထင်ကတော့လူမစောတဲ့နေရာခါကျတော့ဒီကနေခံရကန့်တက်ထားပါတယ်ထင်တယ်ဗျဟုတ်ကဲ့အစုံကြီးကြည့်ပြကျေးဇူးပါဗျ